ယနေ့မေတ္တာဘာဝနာပွားများကြဖို့ခေါ်လိုပါလေ။ဘာဖြစ်လို့လဲ။ခဏကဘာကြီးဟာမီးဟုံဟုံတောက်နေတယ်။တနည်းပြောရလို့ရှိရင်ကဘာကြီးကလောဘမီးတဟုံဟုံဒေါသမီးတဟုံဟုံမောဟမီးတဟုံဟုံတောက်နေတယ်။မြမပြည်ကဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီး၃မျိုးတစ်ဖြိုးဖြိုးရွာသွန်းလျက်ရှိပါတယ်ဒီအချက်ကိုကပ္ပအခြေအနေနဲ့မြမအခြေအနေကိုကြည့်ရင်ပို့ပြီးတော့ယခုရှိဝေမိတဲ့ပြိဿသိပါကပ္ပအခြေအနေကြည့်ရင်ကြောက်เสียကောင်းလိုက်တာလူပေါင်း9000လောက်ဒုက္ခရောက်တာတွေအများကြီးသတင်းစာတွေကြည့်လိုက်ကြည့်ရင်ဘုန်းကြီးများဒီကဘာကြီးမှာလောဘမီဟုံဟုံဒေါသမီဟုံဟုံမောဟမီဟုံဟုံတောက်နေတဲ့အကြောင်းကြောင့်ယခုလိုသတ္ထန္တရကဒုဗ္ဗေခန္တရကရောဂန္တရကတွေကြောက်ခမန်းလေးလေးဆက်ရောက်နေတာပဲလို့ဓမ္မသံဝေကရယူရပါတယ်မိမိတို့အမိမြန်မာပြည်အတွက်ကြည့်လိုက်ရင်နေရာတိုင်းမြို့တိုင်းမှာဒါနကောင်းမှုကုသိုလ်မိုးကြီးသီလကောင်းမှုကုသိုလ်မိုးကြီးဘာဝနာကောင်းမှုကုသိုလ်မိုးကြီးတစ်ဖြိုးဖြိုးရွာသွန်းနေတဲ့အတွက်သတ္ထန္တရရောဂန္တရဒုဗ္ဗေခန္တရကဒီဟုသောက၃ပါးကင်းဝေးလွတ်မြောက်ပြီးတော့နေရဆိုတာဓမ္မသဘောနဲ့အင်မတန်ထင်ရှားပါတယ်ဒါလိုဖြစ်ရတာဘာပြုလို့တုံးဆိုတော့ဗမာပြည်ကပုဂ္ဂိုလ်တွေဟာအနည်းဆုံးနေ့စဉ်ဖရာအပန်းထူတယ်ရှင်မီထူတယ်ရေချမ်းထူတယ်တခါသတ္တဝါတွေကိုတတ်နိုင်သလောက်မိမိတို့တတ်သလောက်သိသလောက်မေတ္တာပို့တယ်လှူတာကဒါနမေတ္တာပို့တာကဘာဝနာအမြဲတမ်း၅ပါးသီလကိုဆောက်တည်တာကသီလမိုးချိုးပြိုးရွာသွန်းနေတယ်ဆိုတာမိမိတို့မျက်မြင်မိမိတို့လက်တွေ့ဒါကြောင့်လည်းပဲကတ်၃ပါးကင်းဝေးလွတ်မြောက်တယ်ဆိုတာမိမိတို့ကိုယ်တိုင်သိပြီးဖြစ်ပါတယ်အဲ့ဒီလိုသိပြီးဖြစ်တဲ့အတိုင်းမိမိတို့ကျင့်သုံးနေကြမေတ္တာဘာဝနာတရားကိုတနည်းအားဖြင့်မေတ္တာဗျမဆိုတရားကိုယခုအယက်မျက်နှာအလိုက်10မျက်နှာချပြီးတော့မေတ္တာဘာဝနာတရားကိုပွားများကြရအောင်ဒါဟာတရားကိုကိုယ်တိုင်ကျင့်သုံးပြီးတော့နာတဲ့နည်းပါချက်ခုံတရေမြတ်စွာကိုချထားမိမိတို့ဆိုတဲ့မေတ္တာဖို့စကားထဲမှာစိတ်ကိုစူးစိုက်ထား၍အားလုံးလိုက်ပြီးဆိုကြပါမေတ္တာပွားရအောင်အရှိအယမျက်နှာ၌အနန္တသတ္တဝါအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရခတ်သိငြိမ်းကြပါစေနှလုံးစိမ်ဝမ်းအေးချမ်းကြပါစေအနောက်အယက်၌ရှိသောအနန္တစัจ java လာအနန္တသတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေ
ရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်းအရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲ့ခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသော
ဆက်ဝန်းကျင်အနန္တစေကြဝဠာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေသာဓုသာဓုသာဓုဘုန်းကြီးကနေ့ဟောပြမှာမေတ္တာဘာဝနာပွားများပုံဟောပြပါမယ်တနည်းကပဋိသင်္ပိဒါမဲ့ပါဠိတော်မှာလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်10မျက်နှာဖြန့်ဝေတဲ့မေတ္တာဖြစ်ပါတယ်တနည်းကမေတ္တာသို့ပရိတ်မှာလာတဲ့မေတ္တာဘာဝနာ7နည်းဖြစ်ပါတယ်မေတ္တာပွားပုံဟောပေးပါမယ်။ဘာဖြစ်လို့မေတ္တာဘာဝနာပွားပုံကိုဟောပေးရတော့ခဏကြည့်မယ်ဆိုလို့ရှိရင်တတ္တဝါတွေမှာယာဂမီဒေါသမီမောဟမီမိသုံးပါးတွေတဟုံးဟုံးလောင်းနေတယ်ဒါကမြင်ရတဲ့ဉာဏ်နဲ့ကြည့်ရင်မြင်ရတဲ့မိသုံးပါးတခါဉာဏ်နဲ့ကြည့်ရင်မြင်ရမယ်အကျိုးမိကငရဲမိအဲ့ဒီမှာသင်္ကစားထတော်ကြီးကမိသုံးပါးနဲ့အကြောင်းပြုပြီးတော့ဟောထားတာရှိလောဘကိနေသူနိဋ္ဌာယဒေါသကိနေဝိဝတ္တရေဒေါသကိနေသူနိဋ္ဌာယမောဟကိနေဝိဝတ္တရေမောဟကိနေသူနိဋ္ဌာယနရကကိဝိဝတ္တရေနရကကိဝိဝတ္တန္တာနရနရသူဒုက္ခရေသင်္ဃရာထတော်ဘုရားကြီးဂါထာရေးဖွဲ့ပြီးတော့ထားပါဒါလည်းပဲဣတိဝပါဠိတော်ကလာတဲ့အဂိသုတ်ကိုမှီပြီးတော့ရေးခြင်းဖြစ်ပါတယ်။လောဘမီးကိုအကြောင်းပြုပြီးတော့ဒေါသမီးတောက်တယ်။ဒေါသမီးအကြောင်းပြုပြီးတော့မောဟမီးတောက်တယ်။မောဟမီးတောက်တော့ကိုငရဲမီးတွေတောက်ကုန်တယ်။ငရဲမီးတောက်ရင်တတ္တဝါတွေဟာဒုက္ခမီးတွေတဟုံးဟုံးတောက်တယ်ဒါဖြင့်ကောင်းပြီမိကိုငြိမ်းစေနိုင်တဲ့ရေရှိတယ်လို့အခုပြောတဲ့လောဘမိဒေါသမမိမောဟမိငရဲမိဒီမိကိုငြိမ်းစေတတ်တဲ့တရားရေကိုမရှိဘူးလားတရားရေကမေတ္တာဘာဝနာသည်အဲ့ဒီမိတွေကိုငြိမ်းစေတတ်တဲ့ရေစဉ်ရေအေးဖြစ်ပါမေတ္တာဘာဝနာရေစဉ်ရေအေးပွားတဲ့နည်းဟာဘုန်းကြီးတို့ပဋိသင်္ပိဒါမဲ့ပါဠိတော်မှာလာတဲ့အယတ်10မျက်နှာတမျက်နှာလည်းမေတ္တာ4ပါးပွားတဲ့မေတ္တာဘာဝနာရေစဉ်တစ်မျိုးမေတ္တာသုတ်ပရိမှာလာတဲ့မေတ္တာဘာဝနာ7မျိုး2မျိုးတောင်ရှိပါလေမေတ္တာရည်စဉ်စေ2မျိုးပြောကြလို့
Idom Badita Bida met Balido Malade Meta Bawana Boabunga Ponido di Ayashe Mienagu Saga Yitua Punga Tamun Saga Ashi now meow down Taka she down and now meow she meow and now down out a tet Any little Nina do body. Do you a yet limiana? A tongue a yet limiana, the look so beat up. Out a check. A yet ludi mapu luede niga. A she a ya, a she down a ya, down a ya, and now down a ya, and now meow a ya, a she meow a ya. A little mayan lebe a ya chair. Nia Biba. Either Uvama, she Yashua. Uratima ya Dida ya Labi Landa, Wida Fundu, Abia Bisa Fundu, Nika Fundu, Duki Adana Beriharan do Leja Meda Bawana Bian. Yet the Miena a Meda Leva Boadai. Janet a yak, go Miena a go low, Meda Boadagwan. Edima a she a yak night she though. Ananda Sajawala, Ananda Landawa, Medaga, Abamina Kamatan Kovan. Ladawa Abaincha Mataya, Ladawa Mananshi Naila Omyade, Ananda Ladawa. Eddie Lu Sajawala, Lebe, Ashibeka, Ananda Sajawala, Ananda Mashiyade, Ananda Landawa, Ayu, you beat up. We are one do Sulaga. We young country Yabazi, the of Yambu, the season up, only to Sako. We that season and call. Eddie, we that season a Yambu, the season up PM. Dola de Chilade, Dola de Chilaye, go straight senior. Any go say yen, the low say one. The age I know boo. The low say one boo ban. And I out the legu damn beat up. I will have one do keep beat up be and cut they. Yenya bazi. I have bizarre one do keep beat up. The whole lot cut they yenya bazi. I need got one do go keep beat up. Sayan Kali Yenya Bazi, Luki Adana Bariharan do Gibido. Go say, Nalo say one, Echan Yabazi, Lutsuyim. Bama Nina, Bama Boy. And let a David, Machinzia Mashibu, Yasibu, Meta, Lomo Secondary, Chata Bido. Boy, Gia, on. Only to Sadega Lade, a yet a duane, do you a yet limiana, a tongue a yet limiana. Oh, a yet limiana, a chat a yet. Oh, a yet, a chat a yet, alo a yet semena. Meda Bawana, boya, oh. The Mayidri, the Mayidri, secondary meso, a chat bido. Odi Dita Parana Medagu. A yen boy ya own ya like so ya. A she a yan night she though. Ananda Sajawala, Ananda Latawadu, Be young country, Yin Yabazi, Tola country. Yin Yabazi, Shia Kadli, Yin Yabazi, Nalong Sewa, Echan Yabazi, and now a Yana Shido, Ananda Sajawala,
အနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေအထက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအနန္တနတ်မြမာတို့ဘေးရန်ခတ်သိမ်း
ကြပါစေဒေါသခတ်သိမ်းငြိမ်းကြပါစေရှင်ရဲခတ်သိမ်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟောတာပဋိသင်္ပိဒမေပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်10မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်10မျက်နှာထားပုံကခုပြောသလိုပဲစာထဲကထားတာကအရှိအနောက်မြောက်တောင်ဒီအစဉ်အတိုင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒါလိုရှင်းပါတယ်မိမိတို့လွယ်လွယ်ဆင်ញင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲ့ဒီလိုဘုန်းကြီးတို့သိမ်မြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲ့ဒီလိုအယတ်စဉ်အတိုင်းယခုလိုမေတ္တာပွားမဲ့ဆိုလည်းပဲပွားရပါတယ်ပွားကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဤအတိုင်းမှာဆိုရုပ်အတိုင်းဟောတာအထက်အရာနဲ့အောက်အရာကြတော့နည်းနည်းထဝန်းကျင်အနန္တစေကြဝဠာလို့ထဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့တုံးဆိုတော့အဲ့ဒီထဝန်းကျင်မထည့်ရင်အောက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုလိုက်ရင်ဒီစေကြဝဠာအောက်မှာစေကြဝဠာတိုက်တတိုက်ပြီးတတိုက်ပြီးတတိုက်အောက်မှာပေါ့လေစေကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီစေကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတာကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိတယ်အောက်မှာစေကြဝဠာတတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့စေကြဝဠာတိုက်တွေအနန္တရှိတယ်အဲ့ဒါတွေအာယုံရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကထဝန်းကျင်ဆိုတာဘေးပတ်လေလို့ဆိုလိုတယ်အနန္တစေကြဝဠာအဲ့ဒီစေကြဝဠာကဘာဖြစ်လို့တလို့ကိုယ်ရတုံးဆိုတော့ခုနကအရာရှင်းမျက်နှာပြောတုံးကအပေပုံသားတွေစိတ်ကအာယုံမရောက်ဘူးကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံသားတွေကိုအာယုံရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတုံးကအထက်ကနတ်တွေဓမ္မတွေမပါဘူးအာယုံထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုံရောက်လို့အထက်ကနတ်တွေဓမ္မတွေရောက်မေတ္တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိသောအနန္တစေကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်တာလေဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီစေကြဝဠာရဲ့အထက်မှာစေကြဝဠာတိုက်တွေဆင်းရဲအနန္တစေကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်လေအနန္တစေကြဝဠာအနန္တနတ်မြတ်မာတို့ဒါလေးပဲထူးတယ်ဒါဓိတာဖရဏမေတ္တာလို့ခေါ်တယ်သာဓုသာဓု
ုန်းကြီးကနေ့ဟောပေးမှာမေတ္တာဘာဝနာပွားများပုံဟောပေးပါမယ်ဗုဒ္ဓဘာသာသူတော်စင်တွေသည်နေ့စဉ်အမြဲမပြတ်မေတ္တာသုတ်ပရိတ်ကိုကြားရနာရကိုယ်တိုင်လည်းပဲရွတ်ကြရဒီမေတ္တာသုတ်ပရိတ်ဆိုတာကမေတ္တာဘာဝနာ7 နည်းပွားတဲ့သုတ်မေတ္တာသုတ်ပရိတ်ကြတော့မေတ္တာဘာဝနာ7 နည်းပွားတာကရှေးဥစွာဒုက္ခိနောဝခေမိနောဟွန္တုသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာသဗ္ဗတတ္တာခသိန်းဥစ္စုံအလုံးစုံသောတတ္တဝါတို့သည်ဒုက္ခိနောဝကာယိကဒုက္ခနှင့်ပြည့်စုံကြကုန်သည်ဖြစ်၍၎င်းဒုက္ခိတတ္တာစေတသိကဒုက္ခနှင့်ပြည့်စုံကြသည်ဖြစ်၍၎င်းခေမိနောဘေးရန်ဝိပအေးမြရကုန်သည်ဝန္တုဘဝန္တုဖြစ်ကြပါစေတတ္တဝါတွေကိုတခွန်းတည်းနဲ့ခြုံပြီးတော့ပို့တဲ့မေတ္တာဖြစ်လို့သူ့ကိုဘုန်းကြီးတို့စာအခေါ်သဗ္ဗသင်္ဃာဟကမေတ္တာလို့ခေါ်တယ်အဲဒီသဗ္ဗသင်္ဃာဟကမေတ္တာပို့ခြင်းရင်အားလုံးတတ္တဝါတွေစက္ကုံတရေမြတ်စွာချပြီးတော့ရုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေအားလုံးတတ္တဝါတွေခြုံပြီးပို့တဲ့သဗ္ဗသင်္ဃာဟကမေတ္တာဒါကတနည်း၎င်းနောက်ယေကေစီပါဏဗုဒ္ဓတိတသဝါသာဝရဝနဝသေတာအားလုံးကြားရတယ်အားလုံးရွတ်နဲ့ရွတ်ကြဘုန်းကြီးတို့ဒီပါဠိလိုတကယ်မေတ္တာပွားပြီးဆိုတော့ယေကေစီပါဏဗုဒ္ဓတိတသဝါသာဝရဝအနဝသေတာသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာအဲ့ဒီလိုပို့ရပါတယ်ဟိုးနောက်နားမှာသူရဲ့အဖျားတက်ကရှိပါတယ်အဲ့ဒါကိုဘုန်းကြီးတို့ဘဂဝါနှစ်ပုံနှစ်စုထားပြီးပွားတဲ့မေတ္တာမှုသူ့ကိုဒုက္ခမေတ္တာလို့ခေါ်တယ်ဆိုကြပါစို့ဟင်းတစ်မျိုးတည်းစနေရတော့အာယုံကစိတ်မကျေနပ်ဘူး2 မျိုးလောက်အာယုံပြောင်းခြင်းတယ်လို့ပဲအခုလည်းပဲသတ္တဝါတွေကိုအကုန်လုံးတခွန်းနဲ့ခြုံပြီးသဗ္ဗသင်္ဃာဟကနဲ့အာမရရင်ဒုက္ခမေတ္တာသတ္တဝါ2 ပုံထားပြီးပွားတဲ့မေတ္တာပွားနိုင်ဖို့တတဝါသာဝရဝအနဝသေတာသဗ္ဗတတ္တာဘဝန္တုဒုက္ခိတတ္တာလို့ပွားရဗမာလူပြောတော့တတဝါဆိုတာကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာမကင်းသေးတဲ့ဥထုရှင်သောတာပန်သက္ကတာကံကိုကြောက်တတ်တဲ့တတ္တဝါလို့ခေါ်တယ်သာဝရဆိုတာမကြောက်တတ်တဲ့တတ္တဝါဒေါသကိလေသာကင်းလို့မကြောက်တတ်တဲ့တတ္တဝါဆိုတာအနာဂံနဲ့ယဟန္တာအဲ့ဒီနှစ်ခုကိုကြောက်တတ်မကြောက်တတ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဒီလိုပွားရပါတန်ခါသူရဲ့တွဲပဲ့နောက်နာမှာဒိဋ္ဌဝါယေဝအဒိဋ္ဌာဗမာလူပြောရင်မိမိမျက်စိနဲ့မြင်အပ်တဲ့တတ္တဝါတွေဟောဒီဓမ္မယုံကြီးပေါ်မှာဒီအထက်ဒီအဆောက်အုံထဲမှာရှိနေတဲ့တတ္တဝါတွေဟာမြင်အပ်တဲ့တတ္တဝါဒီအဆောက်အုံရဲ့ပြင်ဘက်ကအရက်10 မျက်နှာရှိတဲ့တတ္တဝါတွေဟာမမြင်အပ်တဲ့တတ္တဝါနှစ်ခုထားပြီးတော့မြင်အပ်မမြင်အပ်နှစ်ရက်များစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအဲ့ဒီလိုပွားရပါမယ်နောက်ကဒူရေဝတန္တိအဝိဒူရေဆိုတာကအဝေးမှနေတဲ့တတ္တဝါအနီးမှနေတဲ့တတ္တဝါခုနကတတ္တဝါ2 မျိုးကိုပြန်လိုက်တာအဝေးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အုံပြင်ဘက်ကအရက်10 မျက်နှာမှာနေကြတဲ့တတ္တဝါတွေအနီးမှနေတဲ့တတ္တဝါဆိုတာဒီအဆောက်အုံအတွင်းမှာရှိတဲ့တတ္တဝါတွေအာယုံပြုတ်ပြီးတော့ဝေးနေနီးနေနှထွေများစွာတတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရပါပြီးတော့နောက်နာမှာဘုဒ္ဓဝသံဘဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တာဆိုတာဘုဒ္ဓဝါဆိုတာတန်တရားဖြစ်ပြီးပြီနောက်ဖြစ်เสียမရှိတော့တဲ့ဘဝဇတ်ဆုံးတဲ့ယဟန္တာပုဂ္ဂိုလ်တွေသံဘဝေတိဆိုတာဘဝဇတ်မဆုံးသေးတဲ့ဥထုရှင်သောတာပန်သဂရကံအနာဂံပုဂ္ဂိုလ်တွေဒါတွေကိုဌာနပုံထားပြီးတော့ဘဝဇတ်ဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့ဒီလိုမေတ္တာပို့ရမည်ဖြစ်ပါတယ်တခါတတ္တဝါကိုနှစ်ပုံထားပြီးပို့တဲ့မေတ္တာ၃ပါးအပြင်တတ္တဝါကို၃ပုံထားပြီးပွားတဲ့မေတ္တာကြတော့တိကမေတ္တာခေါ်ပါတယ်အဲ့ဒီမှာဘုန်းကြီးတို့တသဘဝသာဝရဘဝနဝတိတာဒီဃဝယေဝမဟန္တာမစ္စည်းမာရတကအနုကထူလာဒီပါဠိဂါထာထက်ဝက်မှာဘုန်းကြီးတို့တတဝါ၃ပုံ၃ပုံ၃စုရအောင်ဉာဏ်ဖြန့်ရဒီဃဝရှည်လျားတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတဝါနောက်နာကရတ္တာလို့ပါတယ်တူတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမစ္စည်းမာမရှိမတူအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလို့ရှိတဲ့တတ္တဝါဆိုတော့မွေတို့ငကားတို့ပေါ့တူတဲ့တတ္တဝါဆိုတော့လိတ်တို့မရှိမတူဆိုတော့ဒီကြားကတတ္တဝါတွေဒါသုံးခုကိုခြုံပြီးတော့ရှိတူအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဒီလိုပွားရတခါနောက်လာတဲ့မဟန္တာခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါရာဟုအသူရိန်ကြီးတို့လိုခန္ဓာကိုယ်ကြီးမားတဲ့တတ္တဝါတွေအနုကခန္ဓာကိုယ်သေးငယ်တဲ့တတ္တဝါတွေမစ္စည်းမာအဲ့ဒီမကြီးမငယ်အလေအလတ်တတ္တဝါတွေသုံးစုထပြီးတော့ကြီးငယ်အလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေတခါနောက်နာကမစ္စည်းမာရတကအနုကထူလာထူရှူတဲ့ဖြိုးတဲ့ဝတဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါအနုကကြုံနဲ့လှီတဲ့ပိန်နဲ့ခန္ဓာကိုယ်အတ္တဘောရှိတဲ့တတ္တဝါမစ္စည်းမာမရှူမကြုံအလေအလတ်အတ္တဘောရှိတဲ့တတ္တဝါလူပဲသုံးမျိုးနော်ဝတဲ့လူပိန်တဲ့လူမဝမပိန်အလေအလတ်လူဒီလိုသုံးမျိုးအဲ့ဒီမှာရှူကြုံအလတ်သုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေလို့အဲ့လိုပွားရအခုပြောခဲ့တဲ့မေတ္တာတွေကတစ်ဖက်သားအပေါ်မှာအရှိအပွားချမ်းသာရကြောင်းအရှိအပွားကိုရယူလို့တဲ့မေတ္တာပါဠိလိုဟိတာဓိကမဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အရှိအပွားချမ်းသာရကြောင်းကိုရယူလို့တာမေတ္တာမြည်သလိုတစ်ဖက်သားအပေါ်မှာအရှိအပွားမဲ့လို့ခေါ်တဲ့ဆင်းရဲဒုက္ခရောက်ကြောင်းမလိုတာကိုလည်းပဲအဟိတာပနိနာဒိဋ္ဌာယမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာပွားနိုင်အောင်လို့နာပရောပရဏိကုပ္ပေထနာတိမင်္ဂေထကတ္ထစီနံကံစီဗျာရောတနာပတိကသင်ညလင်ညမင်ညတဒုက္ခမိတ်စေယဘဂဝါတွေဆင်းရဲဒုက္ခရောက်တာဘာကြောင့်လဲတယောက်ကတယောက်လိမ့်လီလှိပြနေလို့အလိမ့်မပေါ်ခင်ဆက်ဆံရေးအရှင်ပြေတော်လည်းပဲအလိမ့်ပေါ်လာရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်လူအချင်းချင်းလှည့်ပတ်ချင်းဟာဆင်းရဲဒုက္ခရောက်ကြောင်းတရားဒီတရားကင်းရပါစေလူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းရပါစေဒီလိုပွားရတက္ကနာတိမင်္ဂေထကတ္ထစီနံကံစီဒုတိယသတ္တဝါတွေဆင်းရဲဒုက္ခရောက်ကြောင်းပြောစမ်းပါတယောက်ကတယောက်ကိုအထင်သေးခြင်းအထင်သေးတာမသိခင်တော့ဆက်ဆံရေးအရှင်ပြေဤအထင်သေးတာသိရင်ခက်ရန်ဒေါသဖြစ်ပြီးဆင်းရဲဒုက္ခရောက်ဒါကြောင့်အချင်းချင်းအထင်သေးခြင်းလည်းပဲ
ရှင်ရဒုက္ခရောက်ကြောင်းအရှိအပွားမဲ့တရားဖြစ်လို့အဲ့ဒီတရားကင်းပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဒီလိုမေတ္တာပွားရဗျာရောသနာပฏิကသင်ညနေညမင်းညတဒုက္ခမိတ်ရှိရတတိယဒုက္ခရောက်ကြောင်းတရားကတယောက်ကတယောက်ဆင်းရဲတာကိုအလိုရှိတတိတော်တို့မလိုပါဘူးကိုတော့ဒီလိုမဟုတ်ပါဘူးမိမိတို့ကဗုဒ္ဓရဲ့သားတော်သမီးတော်မူလို့ဒီစိတ်တွေမရှိတာနော်ကဘာကြီးတစ်ခုလုံးကြည့်ရင်ဗုဒ္ဓဘာသာကလွဲရင်ရသောအဖြစ်တစ်ဖက်သားဆင်းရဲတာကိုပဲအလိုရှိတယ်ကိုယ်သာချမ်းသာဒါကြောင့်အချင်းချင်းဆင်းရဲလူချင်းလည်းပဲဒုက္ခရောက်ကြောင်းတရားဖြစ်လို့ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေအဲ့ဒီလိုမေတ္တာပွားတာကိုအရှိအပွားမဲ့ပယ်ရှားလို့တဲ့မေတ္တာ၃ပါးလို့ခေါ်တယ်ယခုမေတ္တာဘာဝနာတဏှိတဏှိကိုနှခေါက်လက်တွေ့ပွားကြည့်ရအောင်ရသက္ကုံတရေမြတ်စွာဘုရားအားလုံးလိုက်ဆိုကြဗျာလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တမကြောက်တနေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေကြောက်တမကြောက်တနေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေမြင်အပ်မမြင်အပ်နေရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဝေးနေနီးနေလက်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဝေးနေနီးနေလက်ထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကင်းစင်ဝေးငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥ
ဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတုအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေရှိတုအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေကြီးငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေထူးကျုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေးငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေဟောတာမေတ္တာဒုက္ခလာတဲ့မေတ္တာဘာဝနာ7နည်းတနည်းကိုနှစ်ကြိမ်မိမိတို့ပွားပြီးအားလုံးမေတ္တာဘာဝနာပွား၍လောဘမိဒေါသမိမောဟမိငရဲမိတိရစ္ဆာန်ပြိတ္တာအတုရကဲအပေမိကိုငြိမ့်သနိုင်ပါတယ်လို့ဆိုတဲ့တရားတော်အရာလောဘဒေါသမောဟအပေတိဟူသောမိ၄ပါးကိုငြိမ့်သ၍ငြိမ့်အေဒုက္ခသငြိမ့်အေတဲ့ကိုဖြစ်ကြပါစေလို့ဆုမွန်ကောင်းလဲတောင်းဤအားလုံးလည်းပဲဆုတောင်းရအောင်ဘုန်းကြီးရှိကဆုတောင်းပေးမယ်ဤသို့လည်းနေ့စဉ်ငါးပါးသောဂရုဓမ္မအိဋ္ဌသီလဆောက်တည်ရခြင်းသီလကောင်းမှုကုသိုလ်ကံစေရနာမေတ္တာဘာဝနာနှလုံးကျင့်သုံးရခြင်းဘာဝနာကောင်းမှုကုသိုလ်ကံစေရနာနေ့စဉ်ဆွမ်းအင်ရှိသမျှဒါနကောင်းမှုပြုရခြင်းဒါနမယကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းအပ်ဤသို့ပွားအပ်မြတ်တဲ့ကောင်းမှုကုသိုလ်ကံအယယတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြငြိမ်းဇတ်သိမ်းပြည်နိဗ္ဗာန်ဆိုတဲ့ဒုက္ခခတ်သိမ်းတို့ချုပ်ရပြရငြိမ်းရတန်တရားဇတ်သိမ်းရနိဗ္ဗာန်တရားတော်မြတ်ကိုမပင်မပန်းချမ်းသာလွယ်ကူသောအကျင့်ပฏิပတ်လင်းမြန်သောဝိပဿနာအသိဉာဏ်ရည်တန်အပ်သောမဉ္ဇဉ်လေးရတို့ဖြင့်အရဟတဖို့ပေါ့ကိုယ်စီကိုငါမျက်မှောက်ပြုနိုင်ကြသည်ဖြစ်ပါစေကုန်တည်းအရဟတဖို့ပေါ့
နိဗ္ဗာန်ကိုမျက်မှောက်ပြုရသောထိုနောက်ဆုံးဘဝပရိနိဗ္ဗာန်သုတိဤနောက်ကာလ၌ကာမရူပအရူပတိဟုသောဘဝသုံးပါးဘုံသုံးပါးတို့တွင်ဘယ်ဘုံဘယ်ဘဝ၌မှယုံနာနှဖြခန္ဓာ၅ပါးဒုက္ခသစ္စာဝိမိစာတရားတို့တဖန်အသစ်မဖြစ်ခြင်းတည်းဟုသောအနုပါဒនិရောဓအနုပါဒပရိနိဗ္ဗာန်ကိုစီစံရပါစေကုန်သတည်းအနုပါဒပရိနိဗ္ဗာန်ကိုစီစံရသဖြင့်ကာမဝဋ်ကိလေသာဝဋ်ဝိပါကဝဋ်တည်းဟုသောဝဋ်ဒုက္ခခတ်သိမ်းသန္တရာမိတောက်မိလျံကြီးအပြည့်တိုင်ငြိမ်ကြပါစေကုန်သတည်း